ဝင်စားပါတယ်တဲ့ကွန်မန့်မိုင်ရှင်မမကြီးကျေးဇူးညမ်းတင်ပါတယ်နော်စိတ်ဝင်စားတဲ့နာပေါ့မမတယောက်တည်းမဟုတ်ဘူးအမျိုးသမီးတွေတိုင်းစိတ်ဝင်စားတဲ့နဲ့အမျိုးသမီးတွေလားဆိုမဟုတ်ဘူးအမျိုးသားတွေပါစိတ်ဝင်စားတဲ့နဲ့အခုရွှေစင်ပြောထားတဲ့အကြောင်းအရာလေးခုထပ်ပြောမယ့်အကြောင်းအရာလေးကအမျိုးသားရောအမျိုးသမီးရောအကုန်လုံးစိတ်ဝင်စားတဲ့နဲ့ဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့နော်ကိုယ့်ရဲ့မျက်နှာအသားကြီးကျမကောင်းမွန်မိုးရအတွက်ဆိုလို့ရှိရင်အခုခေတ်အခုကာလမှာနေပူချိန်တွေပြင်းလာတယ်နေရောင်ကြီးကနေခရမ်းလိုရောင်ကြီးတွေအဆက်မတန်များပြားလာတယ်ကိုကဖုန်းတို့လက်တော့တို့ကွန်ပျူတာတို့အချိန်ကြီးကြည့်ရှုတာတွေများလာတယ်နောက်ပြီးရခါကျတော့လျှက်စစ်မီးအောက်တွေအိမ်မှာထွန်းထားတဲ့လျှက်စစ်မီးတွေစသဖြင့်အလင်းတန်းတွေကိုအမြဲတမ်းထိတွေ့ပါများလာတယ်ထမင်းဟင်းချက်ပြုတ်တဲ့သူတွေလည်းမီးပေါ်ကလာတဲ့အလင်းတန်းတွေအပူငွေဟင်းငွေတွေကိုခံရဖန်နေများလာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာသားရဘယ်လိုဖြစ်လာမလဲဆိုတဲ့ခါကျတော့အဲ့ဒီအပူတွေ UV အလင်းတန်းတွေထိတွေ့ပါများလာတဲ့အချိန်မှာမျက်နှာသားရအမဲဆက်တွေဖြစ်လာတယ်တင်းတိတ်တွေဖြစ်လာတယ်အစီဘူးတွေဝက်ချန်တွေထွက်လာမယ်အရေးချောင်းတွေဖြစ်ပြီးတော့မှအိုစားလွယ်လာတယ်เนาะအဲ့လိုမျိုးတွေကြုံတွေ့လာရပါတယ်ဒါကြောင့်မို့လို့ကိုယ်တိုင်ကเนาะစကင်ကေးပဲလေးမိတ်ကပ်ပဲလေးတနက်ခါပဲလေးနေ့စဉ်နေ့တိုင်းနေထွက်ပြီးတော့ကိုလာပြင်တော့မယ်ဆိုတာ ਨੇ နေကဆန်းခွင်ကိုလင်းဖြစ်အောင်လိမ့်ပါဆိုတဲ့အကြောင်းလေးကိုပြောပြချင်တာပါနေကဆန်းခွင်ဆိုတဲ့နေရာမှာရွှေစင်မနီးကပြောလိုက်တဲ့တရက်ကို300ကျပ်ထဲနဲ့တင်းတိတ်အမဲဆက်တွေကိုပြပြီးတော့မျက်နှာသားကြီးဖြူဖွေးစေနိုင်တဲ့ New Skin Mineral ဆန်းခွင်ဒါကဆက်ရက်စာထုတ်လေးကို3500ဒါကကြတော့လေးလအကြိုက်သုံးလို့ရတဲ့ဘူးပေါ်မှာ3600 Korea brand FDA စစ်ထောက်ခံချက်အပြည့်အဝရရှိထားတဲ့ပူချင်းစစ်ကတ်ခြင်းမရှိဘူးလိမ့်လိုက်တာနဲ့အသားရည်ကိုတားရည်ထဲချက်ချင်းစိတ်ဝင်ပြီးရခါကြတော့နေအောင်ကြည့်တဲ့ဖျားလွင်အောင်ကြည့်တန်နေ UV အလင်းတန်းတန်တွေကိုအလင်းပြန်ခြင်းကြီးနဲ့ကန်ထွက်ပြီးတော့မှကောက်ွယ်ပေးတယ်နော်သူ့စီမှာပါဝင်တဲ့နိုင်ယာစီနမိုက်ကမျက်နှာအသားရည်ကိုဖြူဖွေးစေနိုင်တယ်အသားရည်အရောင်မနီရတော့ညညာစေနိုင်တယ်အန်ဒီနိုဆိုင်းဆိုတာကြတော့မျက်နှာသားရည်အရွက်တွေနှုတ်ပြစေနိုင်တယ်အဓိကအဖြစ်သူကကြမျက်နှာသားရည်ကိုဖြူဖွေးပြီးတော့အရေးချောင်းကင်းနှုတ်ပြစေနိုင်တယ်တင်းတိတ်အမဲဆက်တွေအမြန်ဆုံးတက်တာစေနိုင်တယ်ပြီးတဲ့ခါကျတော့ဝက်ချန်ပြဿနာကိုလည်းကောက်ွယ်ပေးနိုင်တယ်။ဒါကြောင့်မို့လို့တစ်ရက်ကို300ကျပ်ထင်းနဲ့သုံးလို့ရတဲ့ဒီအထုပ်ကလေးကတစ်ထုပ်ကို3500ပါ။လေးလအကြိုက်သုံးလို့ရတာလေးကတပူးကို3600ပါ။ FDA စိတ်ထောက်ခံချက်အပြည့်အဝရရှိထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချဆောင်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။ဘူးအထုပ်နှမျိုးရပါတယ်နော်။